တရက်တန်မင်္ဂလာပါမိတ်ဆွေငယ်ချင်းတွေအခုရာသီလေးကဖန်အံရာသီဆိုတော့မိတ်ဆွေငယ်ချင်းတို့ဖန်အံတော့ရောက်ဘူးကြတယ်အခုကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာတော့ဖန်အံကြွေပန်းလေးပဲဖြစ်ပါတယ်ကြည့်ပါဦးနော်လှနေတာဗျာသူ့မှာဘာထူးကြလဲဆိုတော့ကအရွက်လေးကတိတိတွယ်လေးနဲ့အရွက်လေးကဘိုင်ယိုလူမီစန်ကာလာပေါ့နော်စိမ့်ပြန်အောင်အနေထားလေးရှိတာပဲဖြစ်ပါတယ်သူ့ရဲ့ရိုးတန်ကနီနီလေးသူ့ရဲ့အရွက်ကစိမ့်ပြန်အောင်လေးအဲအကြောင်းမို့ပဲတမူထူးခြားပြီးလှပနေတာပဲဖြစ်ပါတယ်ပြောမဆိုရင်ဒီအပင်လေးကတော့ကျွန်တော်ခုပြတဲ့အပင်လေးကတော့ဒါ selected variation ပေါ့နော်တချို့တော်များများတော့ကအခုလောက်ကလာလေးမလှဘူးတချို့အပင်ကကျတော့စိမ်းအောင်ပဲသွားတယ်ပေါ့နော်ဒါပေမဲ့ဒီ selected အပင်လေးတွေကကျတော့က color pattern လှလေးတွေပဲဖြစ်ပါတယ်ကြည့်ပါဦးဗျာလှနေလိုက်ရနော်ဒီမျိုးစားကိုကျွန်တော်ကြားရတဲ့အကြောင်းရသူရဲ့အပင်ဒီဆောက်ဖို့က Begonia adenopoda နဲ့နည်းနည်းပုံစံချင်းဆင်းတယ်ပေါ့နော်အဲ့ဆိုတော့တတိလေးနဲ့အပေါ်ဘက်ကိုထောင်တက်တဲ့အမျိုးအစားမို့လို့လည်းအရန်လာတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်အိမ်မှာသဘာဝအတိုင်းစိုက်ဖူးထားတဲ့ပင်လေးတွေပဲဖြစ်ပါတယ်ဒီပင်ဆိုတော့ပွင့်နေပါပြီဖြစ်ပါတယ်မျိုးစီတွေပင်ရပါဦးမယ်ဗျာ